ဒီငှက်ဖောက်သမားလေးလောက်လှုပ်ဝက်ကြံစီတက်တာမြင်ဘူးကြလားသူကဥမပေါက်နိုင်တဲ့အချက်ကိုဖုံးကွယ်ဖို့အနီးကကြက်မတကောင်ရဲ့ဥကိုခိုးယူဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ဥယူမဲ့အချိန်မှာပဲကြက်မကလက်ပူးလက်ချက်ဖမ်းမိသွားတယ်စိတ်ဆိုးနေတဲ့ကြက်မကတင်ကန်းစာပေးဖို့ပြင်းနေစင်မှာပဲခြံတစ်ခုလုံးမှာအရေးပေါ်သတိပေးတံထွက်ပေါ်လာပါတယ်ကြက်မတကောင်ဟာဥပေါင်းတန်းတီတီပေါက်နိုင်တဲ့စံချိန်ကိုရောက်ရှိသွားကြောင်းကြေညာလိုက်တာပါဝူဒီကအန်အော်ဘီဘာဖြစ်နေတာလဲမသိတယ်လို့ကြည့်နေတော့အနာကကြက်မကရှင်းပြပေးပါတယ်ဥတန်းပေါက်နိုင်တဲ့ကြက်တိုင်းဟာကုမ္ပဏီရဲ့စီဖြစ်လာမယ်လို့ဆိုပါတယ်ဒီစကားကြားတာနဲ့ဦးရီရဲ့မျက်လုံးတွေတောက်ပသွားတယ်ဒါပေမဲ့စဉ်းစားနေလုံးမှာပဲလက်သမားကရောက်လာပြီးသူ့ကိုဖမ်းလိုက်ပါတယ်ဦးရီဘာကြောင့်အုပ်ထုတ်လုံးမှုနည်းနေတာလဲလို့မေးတော့ဦးရီကအစာမလုံလောက်လို့ပါလို့လိမ္မာပါနဲ့စွာအကြောင်းပြန်ခဲ့တယ်ဒါကြောင့်လက်သမားကကြက်တွေအားလုံးအတွက်အစားတောက်ပွဲကြီးစီစဉ်ပေးလိုက်ပါတယ်ဒါပေမဲ့ဦးရီအတွက်တော့အဲ့ဒါတော့မလုံလောက်သေးပါဘူးသူကအစာခွက်ကိုကိုယ့်ဘက်စီတိတ်တဆိတ်ဆောင်းလိုက်ပြီးလီဗာတစ်ခုဆွဲချလိုက်တယ်ချက်ချင်းပဲကြောက်ခဲတွေရောနှောထားတဲ့အစာမြောက်များကသူ့ပါစက်ထဲတိုက်ရိုက်စီးဝင်လာပါတော့တယ်ဘိုက်ပြေလုံးသွားတဲ့ဝီဒီဟာကိုလေးကိုဆွဲရုပ်ပြီးကြက်အိစီပြန်သွားရုံသာတက်နိုင်ခဲ့တယ်ဒါပေမဲ့သူမမျှော်လင့်ထားတာကဒီယူတုတ်တဲ့လုပ်ရကြောင်းပဲသူဟာတက်တန်းဆန်ချိန်ကိုရောက်ရှိတဲ့ဒုတိယမြောက်ချက်ဖြစ်သွားခဲ့တာပါအခြားချက်တွေရဲ့မနာလိုတဲ့အကြည့်တွေကြားမှာဝူဒီကိုဘက်နေရာဆိုတဲ့အထူး area စီခေါ်ဆောင်သွားကြတယ်ရုတ်တရက်ဆက်လက်မောင်းတစ်ခုထွက်လာပြီးသူ့ရဲ့အမွေအားလုံးကိုချက်ချင်းဆွဲနှုတ်ပစ်လိုက်တဲ့ထို့နောက် truck ကားတစ်စီးရဲ့နောက်ခန်းထဲကိုပစ်ထည့်လိုက်ပါတယ်အဲ့ဒီမှာဝူဒီဟာအရင်ကတွေးခဲ့တဲ့ကြက်မောက်ကိုထပ်မံတွေးလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအမှန်တရားကိုသိလိုက်ရပါတော့တဲ့ဦးတက်တန်းပြည့်တဲ့ချက်တွေကိုစုချတာမဟုတ်ပဲကြက်သားထုတ်လုပ်တဲ့စက်ရုံစီပို့ဆောင်ပစ်တာဖြစ်နေခဲ့တာပါအမှန်တရားကိုသိသွားတဲ့ဝူဒီဟာတိကျင်စိမ့်တဲ့ truck ကားကိုနှုတ်ပြီးနဲ့ဖောက်ပြီးအပေါက်တစ်ခုဖန်တီးလိုက်တယ်နောက်ဆုံးမှာတော့သူနဲ့ကြက်မဟာအတူတကွလွတ်မြောက်နိုင်ခဲ့ကြပါတယ်ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေကာတွန်းစကားကောင်းများကြည့်ရှုခြင်းမှာက like and follow လုပ်သွားပေးကြပါနော်